မင်းကလေးကသူ့အိတ်ကိုရထားလုံးပြတင်းပေါက်ကနေပြစ်တင်လိုက်ပြီးနောက်မှာတော့သူကိုယ်တိုင်လည်းတွားတက်သွားပါတယ်။မောင်နဲ့သူဟာသူ့ဆရာပဲလို့ထင်နေခဲ့ပေမဲ့သူစိမ်းယောက်ျားတစ်ယောက်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အတွက်သူမလန့်သွားပါတယ်။သူမဟာပြန်ပေးဆွဲခံရလို့တီတီလေးလွတ်မြောက်လာတာပါလို့ပြောပြီးအကူအညီတောင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကဘာခံစားချက်မှမရှိတဲ့မျက်နှာနဲ့သူမရဲ့လည်ပင်းကိုလှမ်းညှစ်လိုက်ပါတယ်။ဒါပေမဲ့သူ့လက်ချောင်းတွေသူမနဲ့ထိမိလိုက်တဲ့ခဏမှာပဲသူဟာရုတ်တရက်တောင့်တင်းသွားပါတယ်။အဲ့ဒီနောက်သူဟာမင်းကလေးနားကိုတိုးကပ်လာပြီးသူမဆန်ပင်ရဲ့ရနံ့ကိုတာယာစွာရှူရှိုက်နေပါတယ်။သူမဟာနောက်ထပ်လူဆိုးတစ်ယောက်နဲ့တိုးပြီးလို့ထင်ပြီးရုန်းကန်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူကသူမကိုရထားလုံးနဲ့ဆွဲသွင်းလိုက်တဲ့အတွက်သူမတတိလစ်သွားပါတော့တယ်။တကယ်တော့အဲ့ဒီမင်းကလေးဟာချမ်းသာတဲ့လူငယ်တစ်ယောက်ကိုလိမ်လည်မှုနဲ့ထောင်ချနေတာဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲသူမဟာအဆောင်တွေကိုစိတ်ခတ်ပြီးထောင်ကနေထွက်ပြေးလာခဲ့တာပါ။သူ့ဆရာနဲ့တကားဝမှာစုံဖို့ချိန်ထားပေမဲ့ကံကြမ္မာအလှည့်ပြောင်းကြောင်ရထားလုံးမှာတက်မိသွားခဲ့တာဖြစ်ပါတယ်။သူမဟာရန်သူရဲ့ပြန်ပေးဆွဲတာကိုခံလိုက်ရပြီလို့ထင်နေပေမဲ့ရုတ်တရက်အစီကံတစုရောက်လာပြီးသူမကိုပြင်ဆင်ချေတပေးကအခုကစပြီးဒီအိမ်ရဲ့တခင်မဖြစ်ပြီလို့ပြောကြပါတယ်။ဒီလိုရုတ်တရက်ကံကောင်းမှုကြီးကြောင့်သူမစိတ်တွေပူပန်ပြီးရင်တုန်နေခဲ့ပါတယ်။သူမဟာလမ်းလျှောက်ထွက်မယ်လို့အကြောင်းပြပြီးအင်ကြီးရဲ့တိဆောက်ပုံကိုအကဲခတ်ဖို့အတွက်တစ်ပင်အမြင့်ကြီးပေါ်တက်လိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူ့ခြေထောက်ချော်ပြီးပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီယောက်ျားကသူမအနားကိုပြန်တန်းရောက်ရှိလာပြီးမြေပြင်ပေါ်မကျခင်သူမကိုလုံခြုံစွာဖမ်းထိန်လိုက်ပါတယ်။သူတို့မျက်လုံးချင်းစုံသွားတဲ့အချိန်မှာတော့လေတူးထဲမှာအခြေရနံ့တွေပြည့်နှက်သွားတယ်လို့ပါပဲ။မင်းကလေးကသူ့ကိုဘာလို့ဖမ်းထားတာလဲလို့မေးပေမဲ့အဲ့ဒီလူကမေးခွန်းကိုဥပိ္ပခါပြုပြီးသူမကိုရင်ခွင်ထဲပွေ့ချီသွားပါတယ်။သူမဟာရုန်းကန်ဖို့စူးစမ်းပေမဲ့သူ့ရဲ့အေးဆက်တဲ့အကြည့်တွေကိုမြင်ပြီးလက်လျှော့လိုက်ရပါတယ်။အိမ်ထဲရောက်တဲ့အခါမှာလည်းအဲ့ဒီလူဟာသူမကိုတင်းကျပ်စွာဖတ်ထားပြီးရေတောက်နေတဲ့အချိန်မှာတောင်းတမပေးပါဘူး။မင်းကလေးဟာအရန်ကိုဇဝေဇဝါဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအစီကံတယောက်ကအပြင်မှာနှင်းတွေကျနေပြီးဖြစ်ကြောင်းတတိပေးလိုက်ပါတယ်။ဒါနဲ့သူဟာမင်းကလေးကိုအပြင်ကိုဆွဲခေါ်သွားပါတယ်။သူမဟာအေးလုံးလို့တုံရင်နေပေမဲ့နှင်းတွေကျနေတာကိုအရန်သဘောကျနေတဲ့အဲ့ဒီလူကိုကြည့်နေမိပါတယ်။တကယ်တော့အဲ့ဒီယောက်ျားဟာမွေးကလေးကဘာခံစားချက်မှမရှိတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူတို့ပထမဆုံးဆုံခဲ့တဲ့အချိန်မှာသူမရဲ့ရနံ့ကိုသူတကယ်ပဲရခဲ့ပါတယ်။အမှန်တရားကိုသိဖို့အတွက်သူမကိုသူ့အိမ်တော်ကိုခေါ်လာခဲ့တာပါ။သူမနဲ့ထိတွေ့မှုကတဆင့်သူမကနေတဆင့်အေးဓာတ်ကိုတကယ်ခံစားနိုင်တယ်ဆိုတာသူသိသွားပါတယ်။မင်းကလေးတုံရင်နေတာကိုကြည့်ပြီးအဲ့ဒီလူဟာသူ့ရဲ့ဝိယုံထဲကိုသူမကိုဆွဲသွင်းကသူ့ခန္ဓာကိုယ်နဲ့ကပ်ပြီးနှွေးထွေးအောင်ဖတ်ထားပေးလိုက်ပါတယ်။ဒီလိုလုပ်ရကြောင်းမင်းကလေးရဲ့မျက်နှာဟာချက်ချင်းပဲရှက်သွေးဖြန်းပြီးနီးမြန်းသွားပါတော့တယ်